ဟိုရက်ကကျွန်တော် Google Map လေးဒါကြေးပုံကြည်နီတင်လိုက်တယ်ပေါ့နော်တင်လိုက်တဲ့ကမှကျွန်တော်အောက်မှာဒါနားမလဲဘူးမသိဘူးတွေဒါပြောပြထားတယ်ဟာပေါ့အချို့တလေဆိုတာချင်းကြီးပါညာပြောနေတာရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ဒါ Google Map မှာဒီလိုမျိုးတွေပေါ့ကျွန်တော်အဲ့နေရာကိုရောက်သွားသလိုမျိုးပေါ့နော်အဲ့ဒါကိုဘယ်လိုကြည့်လို့ရလဲဆိုတော့ကျွန်တော်ဒီနေ့ပြီးမှထပ်ပြီးတော့ဒါဒီဖုန်းနဲ့ရိုက်ပြီးတော့ကျွန်တော်ဘယ်မှာဘယ်လိုနှိမ့်ရလဲဆိုတာအသေးသေးဒါပြန်ရှင်းပြပဲပေါ့နော်ရင်ဗီဒီယိုမှာတော့လည်းကျွန်တော်အသေးသေးပြန်ရှင်းပြပေးထားတာရှိရပါတော့အဲ့မှာကျတော့တော်တောင်ကဟိုနားမလဲဘူးဘာကြောင့်မလို့နားမလဲရလဲတော့သိတော့မရှင်းဘူးเนาะကျွန်တော်တော့အတက်နိုင်ဆုံးတော့ကျွန်တော်အဲ့မှာစကားပြောပြီးတော့အသေးစိတ်ရှင်းပြပေးထားတယ်เนาะဒါပေမဲ့လည်းကျွန်တော်အခုဒါကိုလက်ဘယ်မှာနှိပ်တဲ့မြင်အောင်လို့ကျွန်တော်တရားတကားတဲ့ဒါဖုန်းမှာဒါရိုက်ပြီးကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်ဒီလိုမျိုးကြည့်ရဖို့ဆိုရင်ကျွန်တော်ဒီမှာเนาะဒီအပြာရောင်လိုင်းချောင်းတွေအပြာရောင်လိုင်းချောင်းတွေရှင်းနေရဆိုကျွန်တော်ဒီမှာအပြာရောင်လိုင်းချောင်းတွေရှိတဲ့နေရာဆိုကျွန်တော်ကြည့်လို့ရပါတော့ဒီအပြာရောင်ဒန်းလေးပေါ့နော်အဲ့မှာဒါကြည့်လို့ရတယ်ပေါ့နော်မရှိတဲ့နေရာတော့ကြည့်လို့မရအောင်နော်မရှိတဲ့နေရာဆိုရိုက်ထားတာမရှိလို့ပေါ့နော်သူတို့ဒီပုံတွေပါရိုက်ထားတာမရှိလို့ပေါ့နော်ကိုကနေပုံတွေပါရိုက်တာမရှိလို့ပေါ့နော်အဲ့လိုမျိုးမရှိတဲ့ခါကျတော့ကြည့်လို့တော့မရဘူးပေါ့နော်ဒါလေးကိုကျွန်တော်ဒါတစ်ချက်ပြန်နှိပ်လိုက်ပါနော်ဒီအပြာရောင်လိုင်းချောင်းတွေပေါ်အောင်ဘယ်လိုကြည့်ရမလဲပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တော့ဒီမှာ C view ဆိုတာရှိတယ်ဒီအောက် downer လေးမှာ C view ကိုနှိပ်ရမယ်ဒါဖွင့်ပြရမယ်နော်ဒါဆိုပိတ်သွားပြီဗျအဲ့မဲ့ဒါဆိုရင်အပြာရောင် wine လေးပေါ်တာဖွင့်ပြရနော်နောက်ပြီးတော့ကျွန်တော်ဒီမှာ satellite လို့ပုံစံမျိုးဒီမှာတိုက်ရပါနေတာမြင်အောင်ပုံစံမျိုးအိမ်နေပါဆိုလဲအိမ်ခေါင်မွေးပါနေမှာဒါဆိုရင်ဒါတူးရီပုံစံမြင်ရတဲ့ပုံစံမျိုးဘယ်လိုလုပ်မလဲပေါ့နော်အဲ့ဒါလည်းခုနပြောတဲ့ဒီဘက်မှာဒီအဆက်ဒီဟာလေးကိုနှိပ်လိုက်ပါနှိပ်ပြီဆိုတာလည်းကျွန်တော်ဒီမှာမတ်တိုင်ဆိုတာလေးမှာကျွန်တော် satellite ကိုရွေးပြရမှာနော်ရိုးရိုးတန်းတန်းဆိုကျွန်တော်ဒီလိုပဲပေါ်မှာဗျာဒီလိုပဲပေါ်မှာရိုးတန်းတန်းဆိုဒီလိုပဲပေါ်မှာဘာမှမမြောက်ရေးဆိုလဲဒီဇိုင်းလေးပဲဒါအမြင်ကတိတ်မရှင်းဘူးပေါ့နော်မရှင်းတဲ့အတွက်ကြောင့်ကျွန်တော်ဒီမှာဆိုရင်ကျွန်တော် satellite ကိုရွေးလိုက်မယ် satellite ကိုရွေးလိုက်ဆိုတာအများကြီးခုနကပြောတဲ့ sweep view ရွေးထားပြီဆိုရင်ကျွန်တော်တို့ဒီမှာအပြာရောင်လိုင်းချောင်းတွေပေါ်နော်ဒါလည်းဆိုအကုန်ကြည့်လို့ရပါတယ်ဒီအပြာရောင်လိုင်းချောင်းမှာကျွန်တော်ဒါကြည့်လို့ရပါတော့ဒါတော့ကျွန်တော်တို့ဒီ LAN လေးกว่าပေါ့နော် LAN လေးกว่าမှာတွေပါကြည့်တာဖြစ်ပါတယ်တော့ဒီကောင်တွေကတော့အခုနောက်ပိုင်းမှာတော့ဒီကောင်2018ကဆိုတာဒါလမ်းကြောင်းတွေကတော့တိတ်တော့ပြောင်းမှာတော့မဟုတ်နော်အိမ်ပုံစံတွေဒါစိုင်တွေကတော့အနည်းငယ်ပြောင်းရပြောင်းပါမယ်ဒါနောက်ပိုင်းဒီဘက်ဒါမြန်မာနိုင်ငံတိတ်ပြီးအတိတ်မဖြစ်တော့ဘူးနော်အရင်တော့ဒါအတိတ်ဖြစ်တယ်အခုနောက်ပိုင်းကဒါနောက်ဆုံးကျွန်တော်2021လောက်ပဲကျွန်တော်အတိတ်ဖြစ်ခဲ့ပါဒါတော့2018ဗျာတော့ဒါစိုင်နေလောက်ပဲပြောင်းမယ်ပေါ့နော်လမ်းကတော့တိတ်ကြပေါ့လမ်းတွေကတော့ပြောင်းမှာမဟုတ်အဆိုင်နေလောက်ပဲပြောင်းပါတော့နော်။Google Map ကြည့်တိုင်းဘာတွေအားသာချက်ရှိလဲပေါ့နော်။ Google Map ကြည့်တတ်မှဆိုရင်ကျွန်တော်တို့ဝါးကြည့်တဲ့နေရာဘယ်မြို့နယ်မှာရောက်ကျွန်တော် Google Map ကြည့်ပြတာအခြားသူတွေကတိတ်ဘာမှမေးမြန်းရမလို့ပဲကိုယ့်ဘာသာကိုဝါလာနိုင်တယ်ပေါ့နော်။အဲ့လိုမျိုးလေးကျွန်တော်ဒီရန်ကုန်မှာဒါဥပမာနေရန်ကုန်နေနဲ့ရှင်းပြမယ်။ရန်ကုန်ဆိုမှဆိုရင်ကျွန်တော်ဒီမှာဒါတော့မြန်မာပလာဇာပေါ့နော်။ဒါမြန်မာပလာဇာပါ။ကျွန်တော်တစ်ချက်ရိုက်ရှာပေးမယ်ဒါတော့မြန်မာပလာဇာပေါ့နော်မြန်မာပလာဇာကနေကျွန်တော်ဒီမှာဒါမြန်မာပလာဇာရှိတယ်ရှိပြီဟုတ်ပြီမြန်မာပလာဇာကိုရောက်ဖို့အတွက်ငါတော့ဘယ်မှတ်တိုင်မှာဆင်းရမလဲဆိုတော့ကျွန်တော်ဒီမှာတစ်ချက်ကြည့်လို့ရပါတယ်ဒါဆိုကျွန်တော်ဒါဒီဘက်လာတယ်လမ်းဒါဟိုဘက်ဝါတယ်လမ်းကျွန်တော်ဟိုဘက်ကနေလာမယ်ဆိုရင်ကျွန်တော်ဘယ်မှတ်တိုင်ဆင်းရမလဲဆိုတော့ကျွန်တော်ဒီဘက်မှာတစ်ချက်ကြည့်မယ်ဒီလန်နီလီဆိုတဲ့မှတ်တိုင်မှာကျွန်တော်တော့ဒါဆင်းလို့ရပါတယ်လန်နီလေးဒါမှတ်တိုင်မှာကျွန်တော်ဆင်းလို့ရပါတယ်ပေါ့နော်ကျွန်တော်တို့ဒီဘယ်ကားနံပါတ်ကဘယ်မှတ်တိုင်တွေဖြတ်မောင်းတယ်လဲဆိုတော့ကျွန်တော်တို့ဒီ line ပေါ်မှာလည်းကြည့်လို့ရပါတယ် line ပေါ်မှာလည်းကြည့်လို့ရတယ်ကျွန်တော် software တွေပါတယ်ကျွန်တော်ရှိရလို့ပြောတယ်အရင်ကကျွန်တော်တို့သုံးပါတယ် software တွေပါရှိရလို့ပြောတယ် line ပေါ်မှာလည်းကျွန်တော်တို့ဒီဘယ်ကားနံပါတ်ကတော့ဘယ်တွေရောက်တယ်ဆိုတော့အသေးသေးရေးထားတာရှိပါတယ်အဲကြောင့်လို့ကိုဝါကျင်တဲ့နေရာနဲ့ပါဒီဝါကျင်တဲ့ဒီမှတ်တိုင်ဗျာဒါပါတော့တကယ်လို့ကိုကဝါကျင်တဲ့မှတ်တိုင်ကအခြားနေရာမှာရှိနေအခြားနေရာနေအခြားမှတ်တိုင်ကနေကျွန်တော်ဒီမှတ်တိုင်လာဖို့အတွက်ဘယ်ကားတွေကားတွေကဘယ်ကားနံပါတ်တွေရောက်မလဲဆိုတော့ကြည့်အောင်ပါမယ်ကားနံပါတ်ရောက်တယ်ဆိုတော့တခါတည်းဒီတိုင်းစီးလာလို့ရတယ်ပေါ့နော်အဲ့ဒီအကြောင်းအရာလေးကိုကျွန်တော်နောက်တစ်ခါမှကျွန်တော်အသေးစိတ်လေးကျွန်တော်ရှင်းပြပြပါမယ်ဒီနေ့ကတော့ခုနပြောလို့ကျွန်တော်ဒါမြေပုံကြီးနီးလေးပဲဒါရှင်းပြပါနော်မြေပုံကြီးနီးလေးဒါရှင်းတော်တော်ကြည့်တော့ဝိုင်းဒါဝါလာရလွယ်ကူသွားပြီပေါ့နော်ဒါနောက်ကကျန်တဲ့ကျွန်တော်ဒီကားတွေပါဒါစီးပုံစီးနီးလေးပြီးတော့ကျွန်တော်သေးသေးရှင်းပြပြပါမယ်ဒါဆိုကျွန်တော်ဒါတော့ဒါ
အင်းရန်ကန်ပေါ့နော်အင်းရန်ကန်နေတာပါတယ်ဒါကြည့်လို့ရပါတော့ဒါ2020ဒါနောက်ဆုံးပေါ့နော်သူရဲ့ update ကတော့နော်ဒါလေးကြည့်လို့ရပါတယ်အစင်ပြေမြကျွန်တော်တို့ဒီရွှေကုန်းစီရောတော့မှကျွန်တော်တို့ဒီဝါးရမလို့လည်းဖူးမြော်လို့ရပါတယ်ရွှေကုန်းစီရောဒါဒီမှာပုံလေးနဲ့ဒါတရားဟိုဘက်ဒီဘက်ပွားရကိုဒါရောင်းနေတယ်လို့မျိုးပေါ့ကြည့်လို့ရတယ်ပေါ့နော်ဒါမျိုးလေးကြည့်တဲ့ကျွန်တော်တော်တော်လေးဒါဝါးရေးလာရင်မှာတော်တော်လေးအဆင်ပြေသွားမှာဖြစ်ပါတယ်အားလုံးပဲဒီခါမှာတော့ကျွန်တော်ဒါအသေးသေးအကုန်ရှင်းပြပေးထားပါတယ်ဒီခါမှာတော့အဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်